နှလုံးမကောင်းဘူးဆိုတာကိုပြနေတဲ့လက္ခဏာ6မျိုးဒီနေ့မှာတော့နှလုံးမကောင်းတဲ့အခါမှာပြတတ်တဲ့လက္ခဏာ6မျိုးကိုပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ခြေထောက်တွေရောင်နေတာဖောနေတာပါ။ကိုယ့်ရဲ့ခြေထောက်တွေကပေါ့စစ်စစ်နဲ့ဖောရတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲ။ဒါပေမဲ့အဓိကအကြောင်းရင်းကတော့နှလုံးစွမ်းရည်ကကျဆင်းပြီးတော့အရည်တွေစုနေလို့ပဲဖြစ်ပါတယ်။အထူးသဖြင့်ပလက်မအိမ်နိုင်တာအသက်ရှူကျပ်လာပြီဆိုရင်တော့သတိထားသင့်ပါတယ်။တချို့တွေခြေထောက်ရောင်တာကကြတော့ညှိကင်းဘက်မှာရှောင်ပြီးတော့ညဘက်ဆိုရင်အယောင်ကျသွားတတ်ပါတယ်။ကြာလာလို့အယောင်မရောရင်တော့နှလုံးအထူးကုဆရာဝန်နဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်။နောက်တစ်ခုအနေနဲ့တော့လိင်ပြဿနာပါ။အမျိုးသားတွေအဖို့နေရကမမာတော့ဘူးဆိုတဲ့ပြဿနာခံစားလာရပြီးဆိုရင်ဒါဟာတင့်မှာသွေးလွှတ်ကြောဆိုင်ရာယောဂတွေရှိနေပြီဆိုတဲ့လက္ခဏာကိုဖော်ပြတာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကသွေးလွှတ်ကြောတွေထဲမှာအဆီချိုးဒါမှမဟုတ်ကယ်ဆီယမ်ချိုးတွေစုပုံကျနေတဲ့အတွက်ကြောင့်မို့လို့အစွန်အဖျားအရေပြားအထိသွေးနဲ့အောက်ဆီဂျင်နဲ့မရောက်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အမျိုးသမီးတွေအဖို့ကတော့သွေးဆုံးပြီဆိုတာနဲ့လိင်စိဆန္ဒတွေကလျော့နေသွားပါပြီ။ဒါကြောင့်အသက်50နာကပ်လို့သွေးဆုံးပြီဆိုတာနဲ့နှလုံးရောဂါဖြစ်နိုင်ခြင်းများလာပါတယ်။သွေးဆုံးတိုင်းနှလုံးရောဂါဖြစ်လာတာတော့မဟုတ်ပါဘူးနော်။တချို့မှာသွေးတိုးရောဂါသွေးရင်းအဆီဓာတ်များတာမျိုးငိုတွေကရှိနေတဲ့အတွက်ကြောင့်မို့လို့ခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ဒီလိုအချိန်မှာလည်းသွေးဆုံးခြင်းဖြစ်နေတဲ့အတွက်ကြောင့်ပါ။နောက်တစ်ခုအနေနဲ့ကျတော့အိတ်တဲ့အခါမှာဟောက်ပြီးဆိုရင်သတိထားသင့်ပါတယ်။အိတ်နေတဲ့အချိန်ကြည်လောင်ကြီးဟောင်းလာပြီဆိုရင်တော့ဟောက်တန်ပျောက်သွားပြီးတော့အသက်ရှူတန်မှာရပ်သွားရင်တော့ခန္ဓာကိုယ်ထဲမှာဇီဝကမ္မဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ဥပမာလေဖြတ်တာနှလုံးတိုက်ခတ်ခံရတာဒါမှမဟုတ်ရင်ဒီနှစ်ခုစလုံးကတွဲဖက်ပြီးတော့ဖြစ်လာနိုင်ခြေရှိတဲ့အတွက်ကြောင့်မို့လို့သတိထားရမှာပဲဖြစ်ပါတယ်။နှလုံးခုန်မမှန်တာနှလုံးခုန်မြန်တာသွေးစစ်စစ်နာကျပြီးတော့နှေးကွေးတဲ့အခါမျိုးမှာဆိုရင်လည်းကောက်ကောက်မစီးနိုင်တော့ပါဘူး။ဒါကြောင့်မို့လို့ကိုယ့်အနေနဲ့အိတ်တဲ့အခါမှာဟောင်းလဲဟောင်းမယ်အသက်ရှူကျသွားတာမျိုးရှိပြီဆိုရင်တော့ဘာကြောင့်လဲဆိုတော့စစ်စစ်တင်ပါတယ်ယောဂရှိရင်စေကူတာမှုခံယူတင်ပါတယ်နော်နောက်တစ်ခုအနေနဲ့ကျတော့တဖုံးရောင်ရမ်းတာသွေးထွက်နေပြီဆိုရင်တော့အမြဲဆုံးကုသမှုခံယူရတာပါတဖုံးရောင်ရမ်းတာဟာတဖုံးမှာကုသဖို့ဝေရောက်ခံတာကိုသတိပေးလိုက်တာပဲဖြစ်ပါတယ်တဖုံးရောင်တာဟာကြာလာလို့ရှိရင်မေယိုးတွေကိုဒုက္ခပဲဖြစ်စီတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့တဖုံးရောင်ခြင်းကိုမူလခြေကနေစပြီးတော့တကူလုံးမှာရှိတဲ့အင်္ဂါအစိတ်ပိုင်းတွေအားလုံးကပိုးတွေဖို့ပိုးလန်းချောင်းတွေဖောက်ထားသလိုမျိုးဖြစ်စေပါတယ်ဆိုလိုတာကတွင်းလွှတ်ကြောကနေတစင်းနှလုံးစီကိုလည်းရောက်ချလာမှာပါအဲ့ဒီကနေနှလုံးတိုက်ခတ်ခံရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့တောမမှန်တိုက်ပြီးတော့ဖလိုရိုက်ပါတဲ့တောက်ဆေးတွေတစ်ခါသွားတိုက်ရင်2မိနစ်နှုန်းနဲ့တစ်နေ့ကို2ကြိမ်တိုက်ပြီးတော့သွားထူးဖို့ဆရာဝန်နဲ့တစ်နေ့မှာ2ကြိမ်မှန်မှန်ပြတ်သိတင်ပါတယ်နောက်တစ်ခုအနေနဲ့ကျလေဘင်းတောင်မို့ပခုံးထိုးကြိုက်တာပါလူတိုင်းရေဘက်မအောက်ပါဘူးတချို့ကလေဘင်းတိတလာမျိုးဖြစ်ပြီးတော့တချို့ကကြောက်လည်းပခုံးထိုးကြိုက်တတ်ပါတယ်တချို့ကြောက်လည်းစုပ်ဆွဲထားသလိုမျိုးခံစားရနိုင်ပါတယ်လူအများစုကတော့မတက်မတာကတိကအောက်ဖြစ်နေကြရတာပါရင်ဘတ်အောက်တာဟာမေယိုးအထိတက်လာပြီးတော့ပခုံးထိထိုးကြိုက်တာမျိုးကိုတွေ့ရပါလိမ့်မယ်ဒီလက္ခဏာတွေဟာဆိုရင်နှလုံးသွေးကြောချင်းယောဂဒါမှမဟုတ်နှလုံးတိုက်ခတ်ခံရပြီဆိုတဲ့လက္ခဏာကိုဖော်ပြနေတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့အစာမစင်ရေပူတာမျိုးရှိလာရင်လည်းသတိထားသင့်ပါတယ်ချက်အထက်ရင်ကောင်းထဲမှာပူပြီးတော့လေထိုးနေလိုမျိုးခံစားရမယ်ဒါခဏခဏဖြစ်နေမယ်ကျွတ်လေထိုးနေမယ်ဆိုရင်တော့နှလုံးကြောက်လည်းဖြစ်တတ်ပါတယ်တချို့ဟာဆိုရင်အော့ကျင်အန်စင်လာတာအန်ချလိုက်တာချွေးရည်တအားထွက်လာတာအသက်ရှူရကျလာတာမျိုးတွေကိုတွေ့ရတတ်ပါတယ်တချို့တွေကြတော့လည်းအစာရည်လီနာတယ်ထင်ပြီးတော့အစာရည်လီနာပြုတ်ဆေးပဲတောက်ပြီးမတက်တာမှအရေးပေါ်ဆေးကုနာထားတာကိုသွားတာမျိုးရှိပါတယ်ဒီလိုမျိုးပြခဲ့တဲ့ဝေဒနာတွေကိုအလူးအလိတ်ခံစားရပြီဆိုရင်တော့နှလုံးတိုက်ခဲခံရခြင်း heart attack ကိုလည်းစဉ်းစားမှုမမေ့ပါနဲ့နော်ကြောက်ဆိုရင်တော့ကိုယ်ကနှလုံးမကောင်းဆိုတော့ပြတဲ့လက္ခဏာ6ချက်ကိုသိသွားလောက်ပြီးထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်